ဝေကျွေးရတဲ့ခါကျဒီဘဝမှာပြန်လဲတာရှိဒီဘဝမှာပြန်ခန်းလာဘုန်းကြီးအခုမင်းညောင်ရိုးကားအက်ဆီဒင့်ဖြစ်လို့မင်းညောင်ရိုးနာတာဒါလည်းတရားပွဲတွေမှာတော်တော်များများပြောဘူးလေခုလည်းပဲအဲ့မင်းညောင်ရိုးတန်လေးကမပြောက်ဘူးရှိနေတဲ့အခါကျခုံလေးနဲ့ထိုင်ပြီးတော့ဟောရဆိုတော့မင်းညောင်ရိုးတန်ကားအက်ဆီဒင့်ဖြစ်တော့မင်းညောင်ရိုးတန်နာလာတစ်နှစ်ကျော်နှစ်နှစ်ကြာမပြောက်ဘူးတစ်ခါခါကျတော့အဲ့ဒီတန်လေးကိုတရားအားထုတ်တဲ့အခါခုံတော်ဘာညာပွားများတဲ့အခါတိတ်ဆိတ်တဲ့အခါဆိုစိတ်ထဲမှာအဲ့ဒါတွေပြန်ပေါ်အဲ့ဒီအကုသိုလ်ကံဘယ်တော့မှဖြစ်တာလဲဘုန်းကြီးကဘာလေးပြန်မြင်လဲဆိုအဲ့မိညောကိုနာတဲ့တန်လေးစဉ်းစားရင်အတိတ်ဒီပြစ္ဆုတ်ပံဘဝမှာပြန်မြင်တာယဟန်မဝဲခင်ကိုရင်မဝဲခင်သာသနာပေါင်းမဝဲခင်လူဘဝတော့မှာဘုန်းကြီးကရွာမှာနေနေအိမ်ရှိမှရှိတယ်အိမ်ခြံထဲမှာတလင်းရှိတယ်အဲ့တလင်းထဲမှာလာပြီးတော့ခြုံပုတ်မှာလာနားနေတယ်ပဇင်းလေးတွေရှိပဇင်းအမီးရှိတယ်ပဇင်းအမီးရှိလေးတခါကလေးဘဝဆိုဖမ်းပြီးတော့အဲ့အမီးလေးတွေတဝက်လောက်ကဖြတ်ပြီးတော့မျက်ပင်လေးတွေအဲ့အမီးတဲ့ထိုးပြီးတော့မျက်ကပင်တန်လန်းနဲ့ပဇင်းတွေပြန်လွတ်အဲ့ဒါလေးပဇင်းလေးတန်လန်းဖင်တန်လန်းလေးနဲ့မျက်ပင်တန်လန်းလေးနဲ့ပြန်သွားတာကြည့်ကလေးဘဝပျော်တာဝမ်းသာအဲ့ဘုန်းကြီးတခါတရားထိုင်ရင်ပြန်ပေါ်လာငါမင်းညောင်ရိုးနာတာအဲ့ဒီအကုသိုလ်ဝေကျွေးတွေလားပြောလို့မရဘူးပြစ္ဆုတ်ပံမှာတခါအဲ့ဒီဝိဆိုတာဒီဘဝမှာပဲပြန်လဲတာရှိတယ်ဘုန်းကြီးတို့ဆရာသမားကြီးဆရာတော်ကြီးပြန်တော်မူဆရာတော်ကြီးဆိုရင်သူကအသက်80မှာမျက်စိခွဲတာ3ချိန်လောက်ခွဲတာမမြင်တော့ဆရာတော်ကြီးကထပ်ခွဲပါဆရာဝန်ကပြောမခွဲတော့ပါဘူးငါဝကျွေးတွေရှိတယ်တူပါတယ်မခွဲတော့ဘူးလို့ပြောဘာဖြစ်လို့လဲဗျာငါကတဲ့ဆရာတော်ကြီးကသူကအသက်22နှစ်မှာသာသနာပေါင်းဝင်တာသာသနာပေါင်းဝင်တော့သာသနာပေါင်းမဝင်ခင်ကာလမှာသူကလူဘဝနဲ့ချက်တိုက်တဲ့ချက်သမားဆိုတော့သူတိုက်တဲ့ချက်ကတခြားချက်ကိုခုတ်လိုက်တာမျက်လုံးရင်းထွက်ကြသွားတော့ဆရာတော်ကြီးအဲ့ဒါမြင်သွားတာချက်ချင်းမြင်ပြီးတော့တာဝေကရပြီးတော့တခါတည်းသာသနာပေါင်းဝင်သွားပြီမဲ့တရားထိုင်တိုင်းအဲ့ဒါကြီးပြန်မြင်အခုလဲနောက်ဆုံးမျက်စိခွဲတော့လဲဆရာတော်ကြီးကဒါဝေကျွေးတွေကြောင့်ပဲအဲ့ချက်တိုက်ခဲ့တဲ့အကုသိုလ်ဝေကျွေးမျက်လုံးပွင့်ထွက်တဲ့အကုသိုလ်ဝေကျွေးကြောင့်ငါပြန်ပြီးတော့ကုလဲပဲမြင်မှာမဟုတ်တော့ဘူးဆိုပြီးတော့ဆရာတော်ကြီးကကုမခိုင်းတော့ဒါကအချိန်တန်လို့အကျိုးပေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဥပဒံအစွဲကြောင့်လည်းဖြစ်မယ်ဆိုမယ်ဒေကြတာကတော့အကျွေးတွေကကံကျွေးတွေဆိုတာကသူကအချိန်တိုင်ပြန်ပြီးတော့ပေးဆက်ရတယ်ဆိုရှိ